မင်းခြေပြားကနေကောင်းမော်ထိဝယ်ကျင်တာဝယ်လိုက်ငါအဲ့လောက်ထိပတ်စံရှာထားတယ်ဒီစကလုံးတွေကယုံကြည်မှုအမြင့်နဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုဖော်ပြနေတဲ့အပြင်ချစ်ရတဲ့ကိုချစ်သူအပေါ်ထားတဲ့စေတနာကိုပါပေါ်လွင်စေပါတယ်ခြေပြားကနေကောင်းထိဝယ်ကျင်တာအကုန်ပဲငါအဲ့ဒီလောက်ထိရှာထားနိုင်တယ်ဆိုတဲ့စကားကကြွားတာတက်ဖို့ပါတယ်အဲ့ဒီစကားရဲ့နောက်မှာပေးဆက်ခဲ့ရတဲ့ချွေးဆက်တွေအေးရေးပြက်ခဲ့ရတဲ့ညတွေနဲ့ကြိုးစားအထောက်မှုတွေအများကြီးရှိခဲ့မှာပါကိုယ့်ရဲ့အရေးချင်းကိုယုံကြည်ပြီးအားမလျှော့တဲ့ကြိုးစားတဲ့အခါတနေ့မှာကိုချစ်ရတဲ့သူတွေကိုဒီလိုစကားမျိုးရဲဝံ့ဝံ့ပြောနိုင်တဲ့တန်ဖိုးတစ်ခုကိုဖန်တီးနိုင်လာပါလိမ့်မယ်အောင်မြင်မှုဆိုတာကိုယ့်အတွက်တင်မဟုတ်ပဲကိုဘေးနားကလူတွေကိုပါပျော်ရွှင်အောင်ထားနိုင်တာမျိုးပါခြေဘက်ကနေကောင်းမော်ထိဝဲကျင်တာဝဲလိုက်ငါအဲ့လောက်ထိပတ်စံရှာထားနိုင်တယ်ဆိုတဲ့ဒီစကားလုံးကိုလူတိုင်းပြောကျင်ကြမှာပါဒါပေမဲ့ဒီလိုပြောနိုင်ဖို့နောက်ကွယ်မှာပေးဆက်ခဲ့ရတာတွေအလုပ်တွေစူးစမ်းနေရတာကိုတော့ဘယ်သူမှမမြင်ကြပါဘူးကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ပုံဖော်နေတဲ့သူတိုင်းအတွက်ဒီစကားကအကောင်းဆုံးဆုလက်ပါပဲကိုယ့်ရဲ့ပင်ပန်းသမျှတွေကိုအားရင်ဖြစ်စေတဲ့စကားတစ်ခွန်းအပြင်လောကမှာဘလောက်ပဲပင်ပန်းပါစေကိုချစ်ရတဲ့သူတွေကိုလိုလေသေးမရှိပျော်နေတာကိုမြင်ရတာကပဲအမောပြေစရာပါအလုပ်လုပ်နေတဲ့ရည်ရွယ်ချက်ကလည်းသူတို့လေးတွေအတွက်အပြုံးတပဲမဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးနဲ့ဒီစကားမျိုးကိုချစ်ရတဲ့သူတွေစီမှာ